Hi guys အားလုံးပဲမင်္ဂလာဒီနေ့မှာကျွန်တော်ကမွေးလီကျတယ်မှာလာမယ့် event တွေကိုပြောပြမှာဖြစ်ပါတယ် Let's go သွားလိုက်ရအောင် Okay ကျွန်တော်တို့လာမယ့် event မှာကြတော့ဒီ event လာမယ်လို့သိရှိရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တရင်ရတာလူက event နဲ့မှာကိုနေပြပါမယ် driver ပါမယ်ပကလူပါမယ်ချောင်းပါမှာပဲဖြစ်ပါတယ်တကောင် coin 1200နဲ့လဲရမှာဖြစ်ပါတယ်အယောင်ချက်စကင်နဲ့ပါပါတယ်ရောင်ချက်စကင်လေးလဲမယ်ဆိုရင်တော့နောက်တော့ coin 20နဲ့ရအောင်ထပ်စုရမှာဖြစ်ပါတယ်။ free token ကတ်တွေရောပေးပါတယ်ကျွန်တော်တို့လှည့်လို့ရပါတယ်တစ်ခုတလေရောလှည့်လို့ရပါတယ်ဒိုင်မို့မရှိတဲ့သူကတော့လှည့်ကြပါလိမ့်မယ်။ Okay နောက်တော့လာမယ် event တွေကြတော့ King Collector skin လာမယ်လို့သိရှိရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ Collector skin ထဲမှာဒီကောင်မဒီ collector skin ထွက်ပြီးဒီ collector skin နဲ့ထွက်မယ်လို့သိရှိရပါတယ်။နောက်ထပ်ထွက်လာမယ့် event ကြတော့ Starlight event တွေပဲဖြစ်ပါတယ်။ဒါကြတော့ခက်မှန်းတာပါဗျာခက်မှန်းထားတဲ့ပုံလေးပဲဖြစ်ပါတယ်။ Harry Starlight skin နဲ့ပါပါတယ်။ Hanzo Starlight skin နဲ့ပါပါတယ်။အကုန်ပြထားတဲ့အတိုင်းပဲဆိုတာတွေရောပါတယ်။ကတိတာတွေကတိတာအောင်ဖြစ်တဲ့ဖူဂျီလိုက်ပြီးစမတောင်းကျွေးတဲ့ကောင်မကြီးပါပါတယ်event တွေထဲမှာနောက်ထပ် event ကြတော့ Zodiac skin ပဲဖြစ်ပါ Zodiac skin ဖြစ်ရှိလာမှာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ဂျွန်လ1ရက်နေ့နောက်မဂျွန်လ22ရက်နေ့ဖြစ်လောက်တယ်ပေါ့ဗျာZodiac skin Zodiac skin ပေါ့ဗျာ skin လည်းထွက်လာမှုရှိပါတယ်နောက်ပြီးကြတော့free ရတဲ့raja လား free ရအောင်ပါပါသူ skin special skin လေ special skin လည်းရအောင်ပါဖြစ်ပါတယ် free ပေါ့နော် free ဆိုရင်တော့ကျွန်တော်တို့ကောင်းတဲ့သူတွေတော့ easy ယူမှာ free skin အကြောင်းမလို့ဒီ event တွေကတော့ဒီလောက်ပါပဲကျွန်တော်သိရှိတော့ပြပြပါဗျာအားလုံးပဲ bye bye ကျွန်တော် channel လေး like subscribe လေးလုပ်ခဲ့ပြီပါ bye bye